Hello ဒီနေ့ကတော့ Junction Square Port Villa မှာ Pottery Day လေးတောက်လုပ်ခဲ့ပါတယ် ဒီမှာရွေးစရာအများကြီးရှိတယ်ကျွန်တော်တို့ကဒီမြန်မာဦးလေးပဲရွေးခဲ့တယ်ဗောနော် ဆာတော့အဲ့မှာတီပေါက်ကြီးနဲ့ Pinterest ကနေပြီးပုံတွေပိုင်းရှာပြီးတော့တီးရဆွဲဖို့လုပ်နေပါတယ် ဆဲတော့ယုံကြည်ဖို့ကအပြည့်ပဲဗျာဆဲလဲဆဲပြီးအိုးချီနေရှူးလိုက်ပါ ထုံးအိုးကြီးနဲ့တူ အဲ့မှာထုံးဦးဖြူဖြူကြီးနှစ်အိုးထွက်လာပါတယ် အထုံးအိုးရဲ့ပုံမှာအပြာအောင်ပတ်လေးနေပေါ့ကွာဒါလေးကတော့နှာခေါင်းနည်းနည်းရှည်သွားတဲ့ OLED လေးဖြစ်ပါတယ်တစ်ဖက်မှာတော့ OLED ဆွဲရပြီးတော့နောက်တစ်ဖက်မှာတော့အမှနွေရာသီပေါ့ဗျာ ဆိုတော့ဝက်ချန်နေအများကြီးပေါက်နေတဲ့အိုးလေးနဲ့တမင်လေးဆွဲထားပါတယ်သူစီကအိုးလေးရဲ့ဈေးနှုန်းက1500နေစရှိပြီးတော့ အိုးလေးဝင်လိုက်တာနဲ့ဆေးချေဖို့ပစ္စည်းလေးတွေကိုလည်း free ထားပေးရပါတယ်သမီးသားနဲ့ကတွေ့ရကြပြီးတော့လက်မနီကလာပါဗျာဒါလေးကတော့ ဖေးပြမလားကောင်းရပါ နာ ဦးလည်း ပြမှာတော့မြန်မာနိုင်ငံရဲ့ ဆောလို့ဆွဲထားတာတော့နည်းနည်းလေးပောက်လို့ပွဲစားလေးဖြစ်နေပြီပဲသူများကြီးဆွဲထားတကယ်ကိုတော်တော်လှပါ ဒီသားလေးနဲ့အတူတူတစ်ခါတော့သွားကိုသွားကြည့်တဲ့နေရာလေးဖြစ်ပါတယ် ဆုံးဖြတ်ကြည့်ပေးတဲ့လူတွေအတွက်အ အ ပါ ပါပါ